ဒီလိုမျိုးကိုလှုပ်စားချင်တာအိမ်မာလေးဒါကတော့မေမေချိုကြော်ပေးတယ်မလာရှောင်းကောဒါကတော့ဆော့မကြီးချင်လေးအရန်စားလို့ကောင်းဒါကတော့တခြားဆော့ဆက်လက်ရက်လေးနဲ့ဒါဝက်သားကိုမာလာအနှစ်လေးနဲ့နှက်ထားတယ်စက်သားကိုတော့အချိုအနှစ်လေးနှက်ထားတယ်အဲ့ဒီဟာလေးကိုကျမတို့ကမာလာရှောင်းကောလဲကြော်စားတယ်ပြီးတော့ကြက်သားကင်ဝက်သားကင်တွေလည်းကင်စားကြတယ်အရန်ကိုစားလို့ကောင်းတယ်အရင်တော့ဆိုရင်ကွာတစ်လတစ်ခါနှစ်လတစ်ခါလောက်တော့အိမ်မှာလှုပ်စားဖြစ်တယ်လူမျိုးမိသားစုစုံစုံလေးနေနဲ့မလှုပ်စားရတာတစ်နှစ်ကျော်ပြီလေအခုမှပြန်ပြီးတော့စားတော့အရသာလည်းရှိတယ်စားလို့လည်းတော်တော်လေးကိုကောင်းတယ်အရန်အစားမကြီးတဲ့လူတွေကြတော့ကွာကိုယ့်အိမ်မှာကိုလှုပ်စားတာဈေးသက်သားတဲ့အဆင်ပြေတယ်ကိုကြိုက်တဲ့အရသာထည့်စားလို့ရတယ်လေအစားများတဲ့လူတွေကြတော့ဘူဖေးတန်မိမယ်အစားနေတဲ့လူတွေကြတော့ဘူဖေးမတန်အောင်ဒါပေမဲ့အိမ်အပြင်မှာစားရတဲ့ဟာလဲအဲ့ fight တစ်မျိုးပေါ့နော်ဒါပေမဲ့ကိုယ့်အိမ်မှာစားရတဲ့ဟာလဲ fight တစ်မျိုးမတူဘူးကွဲပြားတယ်အရသာတွေကလည်းကွာခြားတယ်ကျမတို့အိမ်မှာစားရတာပို့ပြီးတော့လေကြိုက်တယ်ပို့စီလုံးတယ်ပေါ့လေပို့ပြီးတော့ချစ်ချစ်ကေကေရှိတယ်ပေါ့ပြောမပြနိုင်တဲ့မေတ္တာတရားတွေအများကြီးရှိပါတယ်ဒါတော့စကားနဲ့ထုတ်မပြတတ်လို့မရှင်းပြတတ်တာပေါ့နော်ကျမတို့မိသားစုတွေနဲ့ဒီလိုမျိုးစားရတာအရန်ကိုသဘောကျတယ်